ကဲဒါဆိုလို့ရှင်တော့မမတို့ငါပြုတ်လိုက်ရပါရှင်မမတို့တယောက်စာဖြစ်တဲ့အတွက်ငါ့ကိုလည်းနည်းပဲပြုတ်ပါလိမ့်ရှင်ငါပြုတ်ထက်မှာပါဝင်ပစ္စည်းရတော့ဂျင်းရဲ့ပတဲကောရဲ့ဟင်းချိုမုံရဲ့ငါးငပြားရဲ့မြင်ငပိရဲ့ဖြစ်ပါလိမ့်ရှင်ဒါကတော့မမတို့ပါဝင်ပစ္စည်းဖြစ်ပါလိမ့်ရှင်ကျွတ်တုံရဲ့ငရုတ်သီးစိမ်းရဲ့မုတ်ဖွဲ့ရဲ့ဖြစ်ပါလိမ့်ရှင်ငရုတ်သီးစိမ်းနဲ့ကျွတ်တုံကိုမမတို့ရောထောင်းပေးရမှာဖြစ်ပါလိမ့်ရှင်ဒါကတော့မုတ်ဖွဲ့တုပ်စားဖို့အနှစ်အတွက်ပေါ့နော်အခုဆိုလို့ရှင်တော့ငါးလေးလည်းရပါပြီရှင်မမတို့ငါးကိုအယုတ်တက်အတတက်တွင်ထားပါမယ်ရှင်ပြီးလို့ရှင်တော့ငါဒီပြုတ်ရည်တွေကိုလှုပ်မပြစ်ဖဲနဲ့မမတို့တွေဟင်းချိုအတွက်ထပ်ပြီးတော့ကျွတ်တုံအဖြူထောင်းထည့်ပြီးတော့ထပ်ပြီးဟင်းချိုချက်လို့ရပါတယ်ရှင်လုံးဝလူပြစ်စရာမလိုပါဘူးเนาะကဲဒါဆိုလို့ရှင်တော့မတို့တွေထောင်းပြီးသားကျွတ်တုံအဖြူနေရဲ့ငရုတ်တီးရဲ့ပြီးလို့ရှင်တော့နှွေပြီးသားငါးပြုတ်ရရပါပြီရှင်โอเคစနေဖြစ်နေပါပြီကဲဒါဆိုလို့ရှင်တော့မတို့ဟင်းချိုလေးကကြက်ပါပြီငရုတ်ကောင်းကြက်လို့ထက်ငရုတ်ကောင်းကြက်လို့ထက်ပါတယ်ရှင်ပြီးလို့ရှင်တော့ကိုရဲ့တယောက်သာဟင်းချိုလေးရပြီဆိုလို့ရှင်တော့ကိုတယောက်သာဟင်းချိုလေးကိုဖယ်ထားလိုက်ပါတယ်ကြံတဲ့ပြုတ်ရည်ကိုမတို့မုတ်ဖက်နဲ့တုပ်စားမဲ့အနှစ်ချက်မှာဖြစ်ပါတယ်ရှင်မင်းနဲ့တိုင်းမှာပဲအရမ်းမလွယ်လေးပါပြီးလို့ရှင်တော့မတို့ခုနပြုတ်ထားတဲ့ငါးနှစ်ရဲ့ပြီးလို့ရှင်တော့ထောင်းထားတဲ့ငရုတ်သီးရဲ့ငပြီးနေထည့်ပြီးတော့ချက်ပါလို့ရှင်ပြီးလို့ရှင်တော့ငါးနှစ်ချက်ကလေးရပါပြီရှင်ကဲတုပ်စားဖို့ ready ဖြစ်နေပါပြီရှင်အဲဆိုလို့ရှင်တော့မတို့တွေစတုပ်လိုက်ရအောင်ရှင်မုတ်ဘက်ကိုတော့ကိုရဲ့တယောက်စာဖြစ်တဲ့အတွက်ဒီလောက်ပဲတုပ်ပါတယ်ရှင်နည်းနည်းမဆိုင်လို့ဖြစ်တဲ့အတွက်မုတ်ဘက်နည်းနည်းပဲအများကြီးထည့်ပါတယ်ခုချိန်မှာဆိုရှင်တော့အရန်မှာတုံနေတဲ့ချိန်မှာအရန်မှုရဲ့ငါမုတ်ဖတ်တုတ်လေးရပါပြီရှင်ဆက်ကြပါဦးရှင်အရန်မှာမှုပြီးတော့ထိမိကွေးလေးပါရှင်ကျေးဇူးတင်ပါတယ်